မရဏတာတခင်ဖျားကြွလာတော့မီဂျွန်လ16ရက်ကျွန်ုပ်တို့အပေါ်ကျရောက်သောဒုက္ခကာလထိုနောက်မှမြေကြီးပင်လယ်တစ်ပင်များတို့၌လေးမလာစေခြင်းဟာကောင်းကင်တမန်လေးပါးတို့သည်မြေဤလေးမျက်နှာလေးတို့ကိုကန်၍မြေလေးမျက်နှာ၌ရပ်နေသည်ကိုငါမြင်၏ဗျာဒိတ်အခန်းကြီး9အငယ်1ခွန်အားကြီးသောကောင်းကင်တမန်လေးပါးသည်ကဘာလေးမျက်နှာလေးတို့ကိုကန်ထားလျက်ရှိနေသေးသည်ကြောက်မဖွယ်လုံးလုံးဖြတ်စည်းခြင်းကိုတားမြစ်ထားသည်ကောင်းကင်တမန်တို့သည်လေးမျက်နှာလေးကိုကန်ထားကြစဉ်ထိုလေများသည်လူမျိုးတစ်မျိုးနှင့်တစ်မျိုးသေးကြေလောက်အောင်တိုက်ခိုက်ကြရန်နှိုးဆော်နေလိမ့်မည်ဖျားသခင်ဤကျွန်တို့ကိုသူတို့၏နှဖိုး၌တစိမ့်မခတ်မီတိုင်အောင်စာတန်၏ကြောက်မက်ဖွယ်တကူသည်ဒေါသဖြင့်လှုပ်ဆောင်မေကိုတားမြစ်ထားသည်ယခုအချိန်၏နမိတ်လက္ခဏာများသည်ကောင်းကင်၏တရားစီရင်ခြင်းကိုစတင်သွန်းလောင်းနေပြီဖြစ်ကြောင်းထာဝရဘုရား၏နေ့ရက်သည်နိကလျက်ရှိကြောင်းပြသသည့်အထောက်အထားများဖြစ်သည်နေ့စဉ်သတင်းစာများသည်အနာဂတ်တွင်ပြင်းထန်သည့်တိုက်လှန်ပွဲအရေးနမိတ်များနှင့်ပြည့်နေသည်ရဲတင်းသောတပြမှုများမကြာခဏဖြစ်ပေါ်လေရှိသည်ဆန္ဒပြမှုများလည်းဖြစ်ရုပ်ဖြစ်စဉ်ဖြစ်နေပေပြီအချိန်တိုင်းမှာခိုးမှုနှင့်လူသက်မှုများကိုကျူးလွန်နေကြသည်နတ်ဆိုးဆွဲသောလူတို့သည်ယောက်ျားမိန်းမနှင့်ကလေးငယ်တို့၏အသက်များကိုယုံကြည်ကြသည်ဤအရာများသည်သခင်ဖျားကြွလာခြင်းဤကြောင့်တသက်ခံလျက်ရှိနေကြသည်ဟန်တာနေသောဖျားသခင်၏တန်ရှင်သောဝိညာဉ်တော်ကိုဤလောကမှယခုစတင်ရုပ်သိမ်းလျက်ရှိသည်ပြင်းထန်သောမုန်တိုင်းများပြင်လယ်နှင့်ကုန်းတို့တွင်ဘေးရန်တွေများသည်လျင်မြန်စွာတစ်ခုပြီးတစ်ခုဖြစ်ပေါ်နေသည်ကျွန်ုပ်တို့ပတ်လည်မှများစွာသောနမိတ်များသည်ဖျားသခင်၏သားတော်သည်ချင်းကပ်လာတော်မူကြောင်းပြောပြနေကြသည်မှလွဲ၍အခြားသောမှန်ကန်သည့်အကြောင်းတရားမရှိချေလူသား၏စေဝါဖြင့်မကုသနိုင်သောကဘာပေါ်ကဝမ်းနည်းခြင်းမျိုးသည်ကျွန်ုပ်တို့အပေါ်တွင်ကြားရောက်လာလျက်ရှိသည်နောက်ဆုံးသောကြီးမားသည့်ပျက်စီးခြင်းသည်ကဘာပေါ်မကြားရောက်လာမီပင်လူသားကြီးမြတ်ခြင်း၏သွေးကြီးเสียအထိမ်းအမှတ်တို့သည်မြေခကြရလိမ့်မည်ဖျားသခင်၏လက်စားချေသည့်တရားစီရင်ခြင်းသည်ကြီးမားသောအလင်းတရားကိုရရှိတော်လဲဆက်လက်၍အဖြစ်ပြုတ်သူတို့အပေါ်ကျရောက်လိမ့်မည်မိရန်ကိုပြင်ခံနိုင်လောက်သည့်တန်ဖိုးကြီးသောအဆောက်အုံများကိုဆောက်လုပ်ကြသည်တို့ရာတွင်တောတုံမြို့သည်ဖျားသခင်၏လက်စားချေခြင်းမိ၌ပြာကျတကဲ့သို့ဤခမ်းနားသောအဆောက်အုံများသည်ပြာကျသွားလိမ့်မည်အလွန်တန်ဖိုးကြီးသောသင်္ဘောများသည်လှိုင်းလုံးကြီးများနှင့်နပန်းလုံးလျက်မန်ဟုံထနေသောလှိုင်းလုံးကြီးများကိုကြောဖြတ်ရန်ကြိုးစားနေသည်ကိုကျွန်ုပ်မြင်ခဲ့ရသည်တို့ရာတွင်ရွှေငွေဘန္တာအားလုံးနှင့်ခရီးသည်အားလုံးတို့သည်ရေတင်းချိုင်းအောက်သို့နှိမ့်ဝင်သွားခဲ့ရသည်တို့ရာတွင်ယုံရင်းဆန်ခတ်နေသောစိတ်လှုပ်ရှားမှုနှင့်နေရာတကာမှရှုပ်ထွေးမှုများအကြားဤလောကတွင်ဖျားသခင်အတွက်ဆောင်ရွက်ရမည့်အလုပ်ရှိနေသည်